စိတ်ကူးရင်ဘူးလားကောင်းကင်ထဲမှာလွတ်လွတ်လပ်လပ်ပြန်တန်းသွားရရင်ဘလောက်မိုက်လိုက်မလဲလို့လေအရင်ကတော့ဒါတွေကတိတ်ပံဇလန်းတွေထဲမှာပဲဖြစ်နိုင်မယ်လို့ထင်ခဲ့ကြပေမဲ့အခုခေတ်မှာတော့ဒီအိမ်မက်တွေကတကယ်လက်တွေ့ဖြစ်လာနေပါပြီပထမဆုံးပြပြချင်တာကတော့ကောင်းကင်ရံကိုစိုးမိုးထားတဲ့ဂျမန်လို့လူသိများတဲ့ Yaf Rosi ရဲ့အကြောင်းပါသူရဲ့တီထွင်မှုကတကယ်ကိုယူသွတ်စရာကောင်းပါရီလေယာဉ်မှုကမပါဘူးစတီရာတွေမပါဘူးကာဗွန်ဖိုင်ဘာနဲ့လုပ်ထားတဲ့တောင်ပန်တစ်ခုကိုကြောမှာပို့ပြီးတော့ဂျက်အင်ဂျင်လေးလုံးရဲ့တွန်းကန်အားနဲ့ပြန်တန်းတာပါဒီဂျက်ဝင်းကတနာရီကိုကီလိုမီတာ300အထိအမြန်နှုန်းနဲ့ပြန်တန်းနိုင်ပါရီစဉ်းစားကြည့်နော်ကားမောင်းတာထက်ပိုမြန်တဲ့နှုန်းနဲ့လေထဲမှာပြန်တန်းနေတာပါသူကပြန်တန်းတဲ့အခါမှာလက်ကင်တွေခလုတ်တွေသုံးစရာမလိုပါဘူးကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘယ်ဘက်ကိုရိမ့်ရင်ဘယ်ဘက်ကိုကွင်းမယ်ခေါင်းကုန်းလိုက်ရင်အောက်ကိုဆင်းမယ်ပခုံးကိုနည်းနည်းလေးလှုပ်လိုက်တာနဲ့လားရပြောင်းသွားတဲ့စနစ်မျိုးပါဒါကလူနဲ့ဆက်ပစ္စည်းတသားလေးကြာသွားတယ်လို့ခံစားရစီပါတယ်ဒူဘိုင်းမြို့ရဲ့မိုးမြော်တိုက်တွေကြားထဲမှာသူပြန်တန်းပြသွားတာတွေကတကယ်ကိုရင်သက်ရှူမောစရာပါပဲနောက်တစ်ခုကတော့ပြင်သစ်ကတီထွင်သူ Frankie Zamta ရဲ့ Flying Boat ပါဒါကတော့တကယ်ကိုလေပေါ်မှာစီးတဲ့ skateboard ပါပဲ2019ကပြင်သစ်အမျိုးသားနေစီရေးပြပွဲမှာသူတနက်တလက်ကင်ပြီးဗရိတ်မြို့ကောင်းကင်ရံမှာပြန်တန်းပြသွားတော့ကဆိုရင်တကဘာလုံးပါဇက်အဟောင်းသားဖြစ်ခဲ့ရပါတယ်ဒီ Flying Boat ကဒေါင်းလိုက်အတက်ဆင်းလုံနိုင်ပြီးတော့အမြင့်မီတာ3000လောက်ထိတက်နိုင်တယ်လို့တနာရီကိုကီလိုမီတာ200ကျော်ထိမောင်းနေနိုင်ပါတယ်သူရဲ့ခြေထောက်အောက်မှာတက်ဆင်ထားတဲ့ jet engine တွေကပြင်းထန်တဲ့တွန်းကန်အားကိုပေးပြီးတော့လက်ထဲက remote လေးနဲ့ထိန်းချုပ်ရတာပါလူကမတ်တက်ရက်လက်သားကြီးလေထဲမှာဝဲနေတာကတကယ်ကို Marvel ကားတွေက Green Goblin လိုမျိုးအထာကြလုံးပါတယ်ကဲ Iron Man ကိုကြိုက်တဲ့သူတွေအတွက်ကတော့ Gravity Jet Suit ကိုမဖြစ်မနေသိထားရပါမယ်ပြည်တိုင်က Richard Brown နဲ့တီထွင်ထားတဲ့ဒီဝစ်ဆုံကလက်မောင်းနှစ်ဖက်နဲ့ကြောဘက်မှာ jet engine အသေးသားလေးတွေတက်ဆင်ထားတာပါစုစုပေါင်း engine 5လုံးပါပါရီဒီဝစ်ဆုံရဲ့အားသာချက်ကတော့လက်မောင်းလှုပ်ရှားမှုပေါ်မူတည်ပြီးတော့လိုချင်တဲ့ဘက်ကို꿰နိုင်တက်နိုင်တာပါပဲဝစ်ဆုံတစ်ခုလုံးကို 3D printing နည်းပညာနဲ့ပေါင်းစပ်ထုတ်လုပ်ထားပြီးပေါ်ပါပေမဲ့အရန်ကိုခိုင်ခံပါရီသူကမြေပြင်ကနေမီတာထောင်ကြီးမြင်းတဲ့အထိတက်နိုင်ပေမဲ့ဘေကင်းရေးအရာတော့ခန်းနေနေမှာပဲပြန်တန်းပြလေးရှိပါရီဒီဝစ်ဆုံကိုဝေပြီးတော့ပြန်တန်းလိုက်ရင်ခံစားရမယ့်လွတ်လပ်မှုကဘာနဲ့မှမလဲနိုင်ဘူးလို့လည်းဆိုပါရီဒါရီမကသေးပါဘူးဒူဘိုင်းမီတာတပ်ဖွဲ့တွေမှာအသုံးပြုဖို့စီစဉ်နေတဲ့ Japan Aviation ရဲ့ JB11 ဆိုရင်လည်းအရန်မိုက်ပါရီသူကအင်ဂျင်6လုံးပါပြီးတော့တနာရီကိုကီလိုမီတာ320လောက်ထိမောင်းနေနိုင်ပါရီအထူးသဖြင့်မိုးမြော်တိုက်တွေမှာမီးလောင်တဲ့အခါမျိုးအရေးပေါ်ကယ်ဆယ်ရေးလုပ်ရမယ့်အချိန်မျိုးတွေမှာလူသားတွေအလွယ်တကူမရောက်နိုင်တဲ့နေရာတွေကိုဒီဂျက်ပတ်နဲ့သွားပြီးတော့ကယ်ဆယ်နိုင်မှာဖြစ်ပါရီဒါကစိန်ခံမှုတသက်မဟုတ်တော့ပဲလက်တွေ့အကျိုးရှိတဲ့နေရာတွေမှာပါအသုံးချလာနိုင်ပြီဆိုတဲ့သဘောပါပဲနောက်ဆုံးတစ်ခုအနေနဲ့ကတော့ Star Wars ကားတွေကလို့လေပေါ်ပြန်တဲ့ဆိုင်ကယ် Scorpion 3အကြောင်းပြပြခြင်းပါရီ Hoversafe ကုမ္ပဏီကထုတ်လုပ်ထားတဲ့ဒီယာဉ်ကတော့ drone နည်းပညာကိုအခြေခံထားပြီးတော့လူတစ်ယောက်စီးနှင်းနိုင်တဲ့လေယာဉ်ပြန်ဆိုင်ခဲ့ပါပြီလျှက်စင်းနဲ့သွားလာတာဖြစ်ပြီးတော့ပန်ကာ၄ခုကဟန်ချက်ညီညီပြန်တန်းပေးပါရီအမြင့်16မီတာလောက်ထိတက်နိုင်ပြီးတော့တနာရီကိုကီလိုမီတာ100နီးပါးမောင်းနေနိုင်ပါရီဈေးနှုန်းကတော့ဒေါ်လာ3သိန်းခွဲလောက်ရှိပေမဲ့အနာဂတ်မှာလူတိုင်းစီးနိုင်မယ့်ယာဉ်တွေဖြစ်လာနိုင်တယ်လို့လည်းဆိုထားကြပါရီအခုပြပြခဲ့တဲ့အထက်ကဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ Iron Man လို့လက်ကနေ jet engine ထွက်တာကိုကြိုက်လားဒါမှမဟုတ်လေပေါ်ပြန်တဲ့ဆိုင်ကယ်ကိုများစီးကျင်ကြလားကိုယ့်ရဲ့မြင်လေးတွေကိုလည်းမျှဝေပေးခဲ့ကြပါဦးနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာနည်းပညာတွေအကြောင်းအရာတွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေခင်ဗျာ